ミンガラバー、今日はお釈迦様の前世のお話の一つであるトゥワナタマという、お話を読みます。သုဝနတာမဇတ်တော်ကမြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ဘုရားရဲ့အရင်ဘဝအကြောင်းကိုဟောခဲ့တဲ့ဘုရားဇတ်တော်တွေထဲကတတိယဇတ်တော်ဖြစ်ပြီးဒီဇတ်တော်ထဲမှာတော့မိဘကိုလှုပ်ကြွေးတဲ့သူကအသက်ဘေးနဲ့ကြုံခဲ့ရရင်တောင်လွတ်မြောက်နိုင်ကြောင်းဘုရားလောင်းဖြစ်တဲ့အတွက်မေတ္တာတရားဂရုဏာတရားသစ္စာတရားကြီးမားခြင်းတို့ကိုပြသထားတဲ့ဇတ်တော်ကြီးဖြစ်ပါတယ်။ဟိုးရှိရှိတုန်းကရွာတစ်ရွာမှာတငါသည်နှစ်ယောက်ရှိခဲ့တယ်။တစ်ယောက်မှာဒုက္ကူလာဆိုတဲ့သားတစ်ယောက်ရှိပြီးနောက်တစ်ယောက်မှာပါရိကာဆိုတဲ့သမီးတစ်ယောက်ရှိတယ်။ဒီနေ့မှာမိဘတွေကသူတို့နှစ်ယောက်ကိုလက်ထပ်ပေးဖို့စီစဉ်ခဲ့ကြတယ်။ကျွန်တော်အိမ်ထောင်မပြုတ်ကျင်ဘူး။မိန်းမမလိုချင်ဘူး။ကျမလည်းအိမ်ထောင်မပြုတ်ကျင်ဘူး။ဒါပေမဲ့မိဘစကားနားထောင်ရမယ်။သူတို့နှစ်ယောက်ကမချစ်ကြပေမဲ့မိဘတွေသဘောတူလို့လက်ထပ်ခဲ့ကြရပေမဲ့မောင်နှမလိုပဲနေထိုင်ခဲ့ကြတယ်။သူတို့ဟာတငါသည်တွေရဲ့သားသမီးဖြစ်ပေမဲ့အသီးအရွက်ပဲစားကြတယ်။ဒီနေ့မှာသူတို့ကတောထွက်ပြီးရသေးဝတ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။မိဘတွေကလည်းခွင့်ပြုခဲ့ကြတယ်။သူတို့လည်းတောထဲမှာရသေးဝတ်ခဲ့ကြတယ်။နတ်ပြည်ကတရားမင်းကရသေးနှစ်ပါးကအနာဂတ်မှာမျက်မမြင်ဖြစ်မယ်ဆိုတာကိုကြိုမြင်ခဲ့တယ်။သူတို့ကိုစောင့်ရှောက်ဖို့သားတစ်ယောက်လိုအပ်လိမ့်မယ်ဆိုပြီးတရားမင်းကသူတို့နှစ်ယောက်ကိုပြော့ပြခဲ့ပြီးကလေးယူဖို့အနားချပြီးတရားမင်းလဲပါရိကာရဲ့ဝမ်းဗိုက်ကို3 ကြိမ်ထိလိုက်တဲ့အခါပါရိကာကကိုယ်ဝန်ရသွားခဲ့တယ်မကြခင်မှာပဲချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကိုမွေးလာတယ်သားလေးကချစ်စရာကောင်းလိုက်တာသားလေးကိုသုဝနတာမလို့နာမည်ပေးကြမယ်သားလေးသုဝနတာမသုဝနတာမကိုဘုန်းကြီးကျောင်းမှာထားပြီးယတိနှစ်ပါးဟာတောထဲတည်တီးရှာထွက်လေရှိတယ်။တနေ့သုဝနတာမအသက်16နှစ်လောက်မှာမိုးအများကြီးရွာနေတာပဲ။မိုးတိတ်တဲ့အထိတစ်ပင်အောက်မှာစောင့်ကြရအောင်။အမလေးမွေကြီးပါလား။အာမွေကိုက်ခံရပြီထင်တယ်။ဘာမှမမြင်ရတော့ဘူး။ကျမလည်းဘာမှမမြင်ရတော့ဘူး။ထူးဆန်းလိုက်တာငါမိဘတွေပြန်မလာသေးပါလား။ငါလိုက်ရှာကြည့်မှအဖေအမေအဖေအမေအဖေနဲ့အမေအဆင်ပြေရဲ့လား။မွေအစိတ်ကြောင့်ဘာမှမမြင်ရတော့ဘူးလား။စိတ်မပူပါနဲ့။တာအမေတို့ကိုဂရုစိုက်ပါမယ်။မနေ့ပြန်ကစပြီးကျွန်တော်တငယ်ချင်းတမင်တွေနဲ့တောထဲတည်တီးသွားရှာပေးပါမယ်။ဘာယာနတိပြည်ကဘုရင်ကြီးကတမင်သားကိုအယမ်းကြိုက်တဲ့အတွက်တောထဲမှာအမဲလိုက်လေရှိတယ်။ဒီနေ့မြစ်နားမှာတမင်ချေရာတွေ့လို့ဖမ်းဖို့ဆုံးဖြတ်ခဲ့တယ်။အဲ့ဒီအချိန်သူဝနတာမကတငယ်ချင်းတမင်တွေနဲ့အတူရေခတ်ဖို့မြစ်ကိုလာခဲ့တယ်။နောက်ဆုံးတော့တမင်ကိုတွေ့ပြီးမြားနဲ့ပြစ်မှဘရင်ပြစ်လိုက်တဲ့မြားကသူဝနတာမရင်ဘတ်ကိုမှန်ပြီးလဲကျသွားတယ်။ဘာလို့မြားနဲ့ပြစ်ရတာလဲ။ကျွန်တော်ကမိဘကိုအလုတ်ကျွေးပြုတ်နေသူပါ။တင်ကဘသူလဲ။ကျ
ကျွန်တော်တည်ရင်ကျွန်တော်ရဲ့မျက်မမြင်မိဘနှစ်ပါးကိုဘသူကလှုပ်ကြွေးမှလဲဗျာတောင်းပန်ပါတယ်အတင့်ကိုတမင်ထင်ပြီးပြစ်လိုက်မိတာပါမရည်ရွယ်ပါဘူးဗျာတင့်မိဘတွေကိုစိတ်မပူပါနဲ့ကျွန်တော်ဂရုစိုက်ပေးပါမယ်ဘုရင်ကြီးစကားကိုကြားပြီးသူဝနတာမမှာစိတ်အေးသွားခဲ့တယ်ဘုရင်ကြီးကသူဝနတာမတေဆုံးသွားပြီလို့ထင်ပြီးသူ့ရဲ့မိဘတွေကိုရှာခဲ့တယ်ဒါငါတို့သားရဲ့ခြေတံမဟုတ်ဘူးတင်ဘသူလဲကျွန်ုပ်ကတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ကြီးပါအရှင်မင်းကြီးကြွပါထိုင်ပါတစ်တီးသုံးဆောင်ပါရေလေးလေးသုံးဆောင်ပါအောင်အတင်တို့ကမျက်စိမမြင်ရဘဲနဲ့ဒီတစ်တီးတွေရေတွေဘယ်ကနေရသလဲကျွန်တော်တို့မှာနုပြိုချောမောပြီးလိမ္မာတိတတ်တဲ့သားလေးရှိပါတယ်ဟုတ်ပါတယ်ကျမတို့မှာမျက်မမြင်မိဘနှစ်ပါးကိုအလုတ်ကျွေးပြုနေတဲ့ကျင်နာတဲ့သားလေးရှိပါတယ်အခုသားလေးကမြစ်မှာရေသွားခတ်နေပါတယ်ခဏနေရင်ပြန်လာတော့မှာပါအရှင်မင်းကြီးကျွန်ုပ်မှားသွားခဲ့ပြီအတင်တို့သားကိုကျွန်ုပ်မြားနဲ့ပြစ်မိလို့တေသွားပြီအိုးသားလေးတေသွားပြီဟုတ်လားဘလို့ဖြစ်ရတာလဲကွယ်သားလေးမရှိရင်အမေတို့ဘယ်လိုလုပ်ရမလဲကျွန်ုပ်ကအတင်တို့သားကိုစားစောင့်ရှောက်ပေးပါမယ်ကျွန်ုပ်ကိုသားလို့သဘောထားပါမဟုတ်တာဘုရင်ကြီးကတိုင်းပြည်ကိုသာအုပ်ချုပ်ဖို့ပြန်မှာအရှင်မင်းကြီးကိုခွင့်လွှတ်ပါတယ်စိတ်မပူပါနဲ့ကျမတို့သားစီကိုခေါ်သွားပေးပါကောင်းပါပြီခေါ်သွားပေးပါမယ်သူဝနတာမစီရောက်တဲ့အခါမိဘတွေကငိုကြတယ်သူဝနတာမရင်ဘတ်ကိုထိလိုက်တဲ့အခါတခုခုခံစားလိုက်ရတယ်သားရေသားလေးလိမ္မာတဲ့သားလေးအမေဘယ်လိုဖြေရမလဲအမေရင်နေကွဲရပါပြီသားရဲ့အပြစ်ဆိုးလာကြီးလားသားလေးရဲ့ဖေတို့ကိုထားခဲ့ပြီလားသားရေသားလေးမတည်သေးဘူးအစိတ်ကြောင့်သတိမေ့နေတာဟုတ်တယ်အစိတ်ပြေသွားရင်သားလေးသတိရလာမှာတစ္ဆာဆိုကြရအောင်ကျမတို့သားလေးကမိဘကိုလှုပ်ကြွေးပြုစုနေတဲ့သားလေးဖြစ်ပါတယ်ဒီတစ္ဆာစကားကမှန်ပါတယ်ဒါကြောင့်သားလေးမတည်ပါစေနဲ့သားလေးအသက်ရှင်ပါစေတစ္ဆာဆိုတာကိုတရားမင်းကြားတဲ့အခါတင်တို့ရဲ့ဆုတောင်းတစ္ဆာဆိုတာကိုသိပြီတင်တို့ဖြစ်စေချင်တာတစ်ခုဖြည့်ပေးပါမေးခွန်းသုံးခုမေးမယ်တစ်ခုပဲဖြေရမယ်နော်တစ်သားကိုအသက်ပြန်ရှင်စေခြင်းလားနှစ်တင်တို့ရဲ့မျက်စိပြန်မြင်စေခြင်းလားသုံးရွှေအိုးထမ်းလာတဲ့သားကိုအတင်တို့မြင်ခြင်းလားအဲ့ဒီအခါပါရိကာကလိမ္မာပါနဲ့စွာဖြင့်ဒီလိုဖြေကြားလိုက်တယ်နံပါတ်3သားရွှေအိုးထမ်းလာတာကိုမြင်ကြပါတယ်ဖေယားဖြစ်စေတည်းမြင်စေတည်းသားရွှေအိုးထမ်းလာတာမြင်ရပြီသားအသက်ပြန်ရှင်လာပြီသားမတည်သေးဘူးသားသားကိုမြင်ရပြီငါတို့မျက်စိတွေပြန်မြင်ရပြီသူတို့ဆူတောင်းကြပြီးနောက်မှာသူဝနတာမအသက်ပြန်ရှင်လာတယ်မိဘကိုလှုပ်ကြွေးတဲ့သူကအသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်ဘုရင်ကြီးဘလို့လို့အသက်ပြန်ရှင်လာတာလဲအရှင်မင်းကြီးဒီအချက်တွေကိုမှတ်ထားပါတစ်မိဘကိုဂရုစိုက်ပါနှစ်တိုင်းပြည်ကိုတရားမျှတစွာအုပ်ချုပ်ပါသုံးငါးပါးသီလဆောင်ထိန်ပါကောင်းပါပြီနားလည်ပါပြီလိုက်နာပါမယ်သူဝနတာမဇတ်တော်မှာသူဝနတာမနဲ့မိဘတွေရဲ့ကိုရှင်တရားကောင်းခြင်းမေတ္တာတရားကြီးမားခြင်းဂရုဏာတရားကြီးမားခြင်းသစ္စာတရားကြီးမားခြင်းနှင့်
မိဘကိုလှုပ်ကြွေးပြုစုသူဟာအသက်ဘေးနဲ့ကြုံတွေ့လာခဲ့ရင်တောင်တေဘေးမှလွတ်မြောက်နိုင်ကြောင်းပြထားတဲ့ဖျားဟောဇတ်တော်ကြီးဖြစ်ပါတယ်ပြီးပါပြီ